မော်ရီမမေတို့ရေဘာလို့မောရလဲသိလားဒီနေ့လေဈေးကိုလေအမြန်ဆုံးထွက်သွားတာဗောနော်မနေ့ကအိတ်ချင်မှုထူးနေရောဟောညမိုးအေးရလေမိုးအေးတော့အိတ်ပျော်သွားတာဗောနော်တနေ့ကုန်ဒီခလေးအလုပ်တွေလည်းရှိရဲចောင်းကျိုចောင်းပို့အလုပ်တွေလည်းရှိရဲအိမ်တွင်းမှုကိစ္စတွေလည်းရှိရဲနောက်ပြီးတော့တခြားကိုရဲ့ဟိုယောက်ျားကကိုယ့်ရဲ့ယောက်ျားကိုပတ်စံနေဘလောက်ပဲတလားဘလောက်ပဲကိုပိုင်ရေးချင်းနဲ့ကိုပိုင်အလုပ်ကလေးလုပ်ချင်ကြတာတော့မမေတို့မှာဆန္ဒရှိမှာဒီပေါက်မှာလည်းဆန္ဒရှိရလေအဲ့တော့ကိုပိုင်ရေးချင်းနဲ့လုပ်လို့ရတဲ့အလုပ်ပေါ့ဒီပေါက်ကတော့ဒီကိုပိုင်တနိုင်ဒီဇိုင်းဟိုအိမ်မှာရှေ့ beauty parlor store လေးပေါ့နော်အဲ့လိုမျိုးလေးဖွင့်နေစစ်တို့ရောကိုရဲ့ဟိုအမျိုးသားကဟိုအများကြီးပေးတယ်ပဲဖြစ်ဖြစ်တလားဘလောက်ပဲပေးတယ်ပဲဖြစ်ဖြစ်ကိုပိုင်အလုပ်လေးတော့ရှိစေချင်တာပေါ့နော်ဒါပေမဲ့တချို့ကကောင်းတဲ့အင်ရှင်မတွေကတော့မလုပ်ရပါဘူးချိန်မွေးမိလောက်လည်းမမြောက်နေရလို့ဒီဘာလို့မိုးရလဲဆိုလို့အမနုကလေဈေးကိုပြေးလွှားပြီးထမင်းကြိုက်မိအောင်သွားရတာလေကိုချက်ချင်တာတမျိုးဟိုလေးရက်ကောကိုချက်ချင်တဲ့ဟာမရတဲ့အတွက်ကိုမှအဲ့လိုမျိုးပေါ့အစားတခြားအစီအစဉ်တွေဖြစ်သွားတော့ဖြစ်ဘူးလားအဲ့လိုမျိုးချစ်မေတော့ဒီနေ့ကတော့ဒီပေါက်ကနေပြီးတော့ခရမ်းသီးနဲ့ဝက်နံယိုလေးကိုစီပြန်လေးချက်မယ်နောက်တစ်ခုကကြက်ဥလိတ်ကြော်ပေါ့နော်ကြက်ဥလိတ်ကြော်လေးကိုခလေးချောင်းစာအတွက်ထည့်ပေးပါမယ်ထမင်းဘူးလေးအတွက်ထည့်ပေးမယ်အတွက်မြင်တို့လိုက်ကြည့်ပေးကြပါအောင်နော်ဒီနေ့ကတော့ခလေးရဲ့အကြောင်းထမင်းဘူးပေါ့နော်တတမင်းလေးအတွက်တော့ဒီပေါက်ကနေပြီးတော့ဝက်နံယိုနဲ့ခရမ်းသီးပေါ့နော်အဲ့ဒီဟာကိုရောပြီးတော့ချက်ပါပါမယ်ဝက်နံရိုးစီပြန်ချက်ကလေးပေါ့နော်ခရမ်းသီးလေးနဲ့အဲ့ဒါလေးကိုထမင်းကြောင်းထမင်းမှုအတွက်ချက်ပြမှာဖြစ်ပါတယ်မမေတို့ရေအမှဆုံးဝတ်သားဝက်နံရိုးတွေရောစားစနင်းအချို့မအခါလေးနေထားပါရဲ့ပေါက်ကတော့ဝက်နံရိုးချက်တဲ့ခါကြလို့ရှိရင်လေမဆလာလေးနည်းနည်းလေးသုံးပါတယ်ဒါကတော့စီပြန်ချက်ကလေးအဆက်ချက်ကလေးပုံစံမျိုးစီပြန်လေးပေါ့နော်တိတ်တော့မဆက်ဖြစ်တဲ့အတွက်ကိုမဆလာလေးထည့်ပါတယ်နောက်ချက်တုံပြူချက်သွန်နေချင်းအောင်းလာတဲ့ဥစ္စာလေးကိုထည့်ပါတယ်လုံးချက်မှာပါမမေတို့ရေဒီတီးမုံလေးအယောင်တင်မှုတ်ပေါ့နော်အယောင်တင်မှုတ်လေးအနည်းငယ်ထည့်မယ်အယောင်တင်မှုတ်လေးအနည်းငယ်ထည့်ပါမယ်တတမီမီတို့အဆက်ကိုကြောက်သွားမှဖြစ်တဲ့အတွက်အယောင်တင်မှုတ်ကိုအရင်မသုံးနဲ့နော်ပြီးသွားလို့ရှိရင်စီထည့်မယ်စီလေးထည့်ပါမယ်အဲ့ဒါလေးလူပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ပေါ့နော်နူးနေအောင်အရင်ချက်ပေးပါမယ်ဟိုကလေးလုံးချက်မှဖြစ်တဲ့အတွက်အငွေ့နဲ့မှုေးလာတဲ့အနက်မဟုတ်ဘဲနဲ့မရဘဲနဲ့တော့အဖုံးကိုတော့မဖွင့်နဲ့နော်မိမိတို့ရေလုံးချက်တာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲအဖုံးကိုအငွေ့ထွက်လာပြီးမှုေးလာတဲ့ခါမှာအဖုံးကိုဖွင့်ပေးပါနော်စီစိမ့်နဲ့မရဘဲနဲ့မှုေးလာတဲ့ဝတ်သားနယ်ယူပေါ့နော်ဝက်နယ်ယူလေးအနက်လေးမှုေးလာပြီးဆိုမှအဖုံးလေးဖွင့်တော့မိမိတို့ရေပြီးလို့ရှိရင်နူးအောင်တော့အဖုံးလေးကိုပြန်ပိတ်ပေးထားနော်ဒီလိုရေဝက်နံရိုးလေးကလည်းနူးလာပြီးအမွှေးလည်းမှုေးလာပြီးဆိုလို့ရှိရင်ခရမ်းသီးလေးကိုရောပါမယ်ခရမ်းသီးလေးပေါ့နော်အဲ့ဒါကိုထပ်ပြီးခရမ်းသီးလေးပြန်နူးအောင်တရေပေါ့နော်မိမိတို့ရေတရေပြန်ချက်မယ်နော်အနံလေးကလည်းမှုေးပြီးခရမ်းသီးအာလူးနဲ့လည်းရောလို့ရတယ်ကြက်ကိုကြိုက်တယ်နဲ့ကိုရောကြနော်အိမ်မှာတော့ခရမ်းသီးလေးတွေရှိရတဲ့အတွက်ဒီနေ့ခရမ်းသီးလေးတွေဝယ်ထားတယ်ဈေးရလေဟိုစိတ်ကူးသွားတာတခြားဝယ်လာတာတခြားဖြစ်နေကြလို့မိမိတို့ရေအဲ့ဒါလေးကိုပြန်အုပ်ပြီးတော့ခရမ်းသီးလေးနူးအောင်ချက်ကြမယ်နော်ကဲဝက်နံယိုနဲ့ခရမ်းသီးနဲ့စီပြန်ဟင်းလေးရပါလို့ရှင်အဲ့တော့ဒီနေ့စီပြန်ရဆိုလို့ရှိရင်ဒီမေတို့ရေဝက်နံယိုနဲ့ခရမ်းသီးပေါ့နော်ခရမ်းသီးအပြင်နောက်ပြီးတော့ဟိုဗာလဲကြက်ဥလိတ်ကြော်ပေါ့နော်အဲ့ဒါလေးကိုကြောင်းထမင်းမှုထည့်ပေးမှဖြစ်ပါတယ်မေတို့ရေဒါပြီးလို့ရှိရင်ချစ်တဲ့အိမ်နဲ့ကြီးကိုလေးလေထမင်းမှုထည့်ပေးရအောင်မယ်ရှင်သူ့လေးစားချင်တာလေးလည်းချက်ကျွေးရအောင်မယ်ဖားရအောင်မယ်မေတို့ရေဒီစုတမရဲ့ပေါရဲ့ဒီပေါ့နော်ဟင်းချက်ပြမယ်ခလေးလေးကြောင်းထမှုတဲ့ဟင်းချက်ပြမယ် page လေးကိုလည်းအားပေးကြပါအောင်နော်ဒီစုတမရဲ့ page လေးကိုလည်းအောက်မှာလေးချပေးထားမယ်နော်အဲ့ဟို YouTube page လေးကိုလည်း channel ပေါ့နော် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါကျေးဇူးအများကြီးတင်ပါတယ်ရှင်